အညွန့်တုံးအောင်မပြောပါနဲ့သားသမီးကိုချစ်ရင်အညွန့်တုံးအောင်မပြောနဲ့ဟဲ့ကောင်ငတုံးနေဘာမှတော့မကြပါလားသူများချီကိုစားရမယ်ကောင်ဆိုတာမျိုးမိဘအများစုကပြောတတ်ကြတယ်ဗျပြောရင်လည်းခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ပြောတာသားသမီးတွေခင်ဗျာရှက်လဲရှက်ပြန်ပြောရအောင်လဲမကြင်မနှက်ဖြစ်ရအောင်လဲမိဘဖြစ်နေတော့ပြောရခက်တယ်အောက်သက်ကြီးနဲ့ခံနေရတာပါပဲဒါလေးပြောတာဘာဖြစ်သွားမှမို့လို့လဲတချို့တွေကလည်းရမ်းမှတွေ့သေးတာဟုတ်ပါလေသူတို့ပြောသလိုအကြီးအကျယ်ရေးပါတဲ့ကိစ္စတခုတော့မဟုတ်ပါဘူးဒါပေမဲ့တခါတလေမှအဲ့ဒီမကြီးကျယ်တဲ့ကိစ္စလေးတွေကပဲကိစ္စအကြီးပြဿနာကြီးတွေကိုဖြစ်စေတာပါကန္နာမှာရက်ထားတဲ့လှေမှာအပေါက်သေးသေးပေါက်နေတဲ့ကိစ္စမရှိပါဘူးမြေထဲချောင်းနဲ့သွားမယ်ဆိုရင်တော့အဲ့ဒီအပေါက်သေးသေးလေးကရေနှစ်တဲ့အထိဖြစ်စေမယ်ပြဿနာပဲကိုသားသမီးဆိုပြီးတော့တင်တို့တစ်သက်လုံးတင်ကြွေးထားမှလည်းမဟုတ်ပါဘူးအချိန်တန်တဲ့အခါဒီကလေးတွေဟာလောကထဲမှာရုန်းကန်လှုပ်ရှားကြိုးစားကြရမှာဓမ္မတာပါလောကကြီးရဲ့စိန်ခေါ်မှုအခက်အခဲတွေကိုရင်ဆိုင်ရမယ့်ကလေးတွေကိုအားပေးရမယ်အစားဘာမှအသုံးမကျဘူးသူများမစင်စားရမယ်ကောင်လို့ပြောပြီးတော့အညွန့်ချိုးတင်ပါသလားမိဘတွေပြန်စဉ်းစားတင်ပါလေဒါဘာနဲ့တူတယ်လဲဆိုရင်တိုက်ပွဲဝင်ကန်ဤသူရဲကောင်းနင်းကတော့မပြန်လန်းသွားနေတာပဲလို့ပြောလိုက်တယ်လို့ပဲပြောတဲ့သူထွက်မသိတာပဲမယ်အပြောခံရတဲ့သူစိတ်ထဲမှာဒီစကားလွယ်လွယ်နဲ့မပြောက်သွားဘူးနာကြီးလို့မဟုတ်ဖဲကိုမသိစိတ်ထဲမှာမှတ်မိနေတာပါအချိန်မှန်များစွာအခုလိုပြောခံရတဲ့ကလေးများဘဝစိတ်နှလုံးတွေညှိုးငယ်ယုံကြည်မှုတွေပြောက်ရဲရဲမှုတွေကုန်ဆုံးပြီးတော့လောကအလေသေးသေးစွာနဲ့အသက်ရှင်သွားရတော့လေဟိုဟာဆိုလဲမလုပ်ရဲဒီဟာဆိုလဲမပြောရဲရစရာရှိတာတော့မတောင်းရဲတယ်တရေပေါ်နေတဲ့ကလေးတွေရှိနေတာမိဘတွေပြိုးထောင်မှုမတက်လို့အပြောဆိုမတက်လို့ပါပဲဒါကြောင့်မို့လို့သားသမီးကိုချစ်ပါမနစ်ပါနဲ့ပြုပြင်ပေးပါမနှိမ်ချပါနဲ့ဆုံးမပါအညွန့်မချိုးပါနဲ့လို့မိဘတွေကိုအတိပေးလိုက်ပါစေခင်ဗျာ